အားလုံးပဲမင်္ဂလာပါခုတော့မိတ်ကပ်စာမလိန်ခင်မြက်ကပ်မှန်လေးတက်ပြတာဖြစ်ပါတယ်မြက်ကပ်မှန်မတက်တဲ့သူများအတွက်လည်းသုံးဝင်မယ်လို့မျှော်လင့်ပါတယ်မြက်ကပ်မှန်တက်တဲ့အခါမှာမျက်လုံးကိုအောက်ကိုကြည့်ပြီးတော့အပေါ်ဘက်ကိုတက်ပြီးတော့တစ်ဖက်ပြန်တက်ရပါတယ်ရှင်ပြီးရင်တော့တိုနာလေးမှာဖြစ်ပါတယ်တိုနာလေးကိုကျွန်မ T3 လေးလိမ့်ပြထားပါတယ်ဒါဈေးလည်းမကြည့်ပါဘူးเนาะတိုနာလေးလိမ့်ပါတယ်ပြီးသွားရင်တော့ကျွန်မတို့ Biore UV ကနေထုတ်တဲ့ water jelly SPF ပါတဲ့ဟာလေးကိုလိမ့်ပါတယ်เนาะပြီးသွားရင်တော့ပါနီလေးကိုလိမ့်ပါတယ်ပါနီကိုလိမ့်တဲ့အခါမှာမျက်လုံးတောင်းကနေပြီးတော့အောက်ကိုဆွဲချတဲ့ပုံစံအတိုင်းကျမတို့လိမ့်ပေးရပါတယ်ပြီးသွားရင် sponge လေးနဲ့ပါနီလေးကိုလိုက်ဖြတ်ပါတယ်ပြီးရင်တော့ BSC powder လေးကိုသုံးပါတယ် BSC powder ဆိုလို့ရှိရင်လည်းအလွယ်တကူဝယ်လို့ရတယ်เนาะ BSC powder လေးကိုကျွန်မ baking ပုံစံနဲ့လိမ့်ပေးပါတယ်ဒါကို baking လို့ခေါ်ပါတယ်သူကမျက်နှာရဲ့အသားထဲဝင်အောင်လို့အရင်ဆုံးပေါင်တာလေးကိုနေရာလေးမှာထည့်ပေးရပါတယ်မျက်ခုံးမွေးဆွဲပါတော့မယ်မျက်ခုံးမွေးခဲတံကလည်းအရင်ဈေးသက်သာပါတယ်ကျမတို့ကြိုးဆွဲနှက်ခမ်းနေလို့ပဲမျက်ခုံးမွေးခဲတံလေးကိုကျမတို့အပြားလိုက်ကလေးခြုံပြီးတော့ကျမတို့အောက်ကနေမျက်ခုံးရဲ့အောက်လိုင်းကိုအရင်ဆွဲတယ်ပြီးရင်ကိုလိုတဲ့အပေါ်လိုင်းလေးကိုဖြည့်ပြီးတော့ကျမတို့အပြားလိုက်ကလေးသုံးပါတယ်အမွှေးလေးပေါက်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုလေးသုံးပြီးတော့မျက်ခုံးရဲ့အမီးကိုအယောင်ရင်းရင်းထားပါတယ်ပြီးမှထိတ်ကိုကျမတို့ဖွားဖွားလေးနဲ့လိုက်ပြီးဖြန့်ပေးပါတယ်ရှင်မျက်ခုံးမွေးပြီးရင်တော့ဒီမျက်ခုံးရဲ့အရှေ့ပိုင်းကိုကျမတို့ဖြီရပါတယ်အတုံးလိုက်ထားမယ်ဆိုလို့ရှိရင်မျော့ကတ်နေသလိုမျိုးနဲ့မဖြီဘဲနဲ့ထားရင်အတုံးလိုက်ကြီးဖြစ်နေမှာဖြစ်ပါတယ်ခုဆိုရင်အနည်းငယ်ဖြီပေးလိုက်ပါတယ်တဘာဝကြကြလေးဖြစ်အောင်ပါမျက်ခုံးမွေးတွေပြီးတဲ့အခါမှာတော့ကျမခုနက baking လုပ်ထားတဲ့ powder လေးကိုကျမ brush နဲ့လိုက်ပြီးတော့မျက်နှာလေးပေါ်ကနေပြီးတော့လိုက်ပြီးတော့အနှက်လိုက်ဖြီလိုက်ပါတယ်ဒါကတော့အရင် make up မထူတဲ့ပုံစံမျိုးပါနောက်တစ်ခုကတော့ကျွန်မ contour လေးကိုကျွန်မယူပြီးတော့မျက်နှာပေါ်မှာပါယိုလေးတွေမေးယိုလေးတွေမှာလိုက်ပြီးတော့ contour လိုက်လုပ်ပါတယ်ဒါလည်း L'Oreal ပါအရင်ဈေးကြီးရဲ့ထဲမှာတော့မပါပါဘူးရှင်နှစ်ဖူးအဆက်ကလေးတွေကိုကျွန်မတို့ကဖြီးပေးရပါတယ်နော်ကျမတို့အားလုံးပြီးရင်တော့ကျမတို့ဒီ contour လေးနဲ့ပဲနှာခေါင်းကိုနှာရိုးကိုဖော်ပါမယ်နှာခေါင်းရိုးဖော်တဲ့အခါမှာမျက်ခုံးအောက်နဲ့ဒီနှာခေါင်းဆက်ကြားလေးကိုပိုးပြီးထင်းနေအောင်လို့ highlight လေးများများထည့်ပေးရပါတယ်ပြီးသွားရင်ဒီနှာခေါင်းတောင်လေးတွေနှာခေါင်းလေးမြင့်သွားအောင်လို့ကျမတို့အောက်ကနေပင့်ပြီးတော့ဖော်ပေးရပါတယ်နှာခေါင်းလုံးလုံးလေးဖြစ်သွားအောင်အလဲကနေချပြီးတော့ဖော်ပေးလိုက်ရပါရှင်ပြီးသွားရင်တော့ကျမတို့ခုနက cream တိုက်နဲ့ပန်းနီဆိုပြီးသွားတဲ့အခါမှာကျမတို့ပို့ပြီးတော့ up ဖြစ်သွားအောင်ပေါ့အရောင်လေးတက်သွားအောင် powder type လေးထပ်လုပ်ပါတယ်ပြီးသွားရင်တော့ကျမတို့ဒီဟာလေးနဲ့အဲ့မှာ contour မှာပါတယ် highlighter လေးနဲ့ကျမတို့ရဲ့မျက်လုံးထဲကိုထည့်ပါတယ်မျက်ခုံးပေါ်တင်ပါတယ်ပြီးသွားရင် Bella ဒီအညိုရောင်လေးနဲ့ပဲကျမတို့ဒီမျက်ခုံးရဲ့ eye shadow ကိုစပြီးတော့ပုံဖော်မှာဖြစ်ပါတယ် blending လုပ်ပေးရပါတယ်မျက်ခုံးမွေးeye shadow ဆွဲတဲ့အခါမှာ blending ကောင်းကောင်းလုပ်ပြီးနေမှာအဆင်ပြေပါမယ်ပြီးသွားရင်တော့အရောင်ရင်းရင်းလေးနဲ့ down လေးကိုဖြည့်ပေးပါမယ်ပို့ပြီးတော့မျက်လုံးလေးကြွသွားအောင်လို့ down လေးကို highlight လေးပို့တင်လိုက်ပါတယ်ပို့ပြီးတော့နက်နက်ကလေးချဲလိုက်ပါတယ်ပေါ့နော်ပြီးသွားရင်တော့ကျမတို့ဒီရွှေရောင်လေးနဲ့အရှိကနေပြီးတော့ကျမတို့အပိတ်ကလေးပေါ့နော်ရှေ့ကခပ်ပေါ့ပေါ့ပပလေးနဲ့နောက်ကရင်းရင်းလေးအဲ့လို eye shadow မျိုးလေးကိုခြေထားတာဖြစ်ပါတယ်ထသွားထလာအဆင်ပြေရပေါ့နော်အရင်အရောင်တောက်တောက်ကြီးမဟုတ်ပါဘူးအဲ့ဒါပြီးသွားရင်တော့ကျမတို့ blend လုပ်ပေးရပါတယ်ပြန်ပြီးတော့ဒီနှစ်ရောင်ကိုကွဲမနေအောင်လို့အရောင်ဆက်ပေးရပါတယ်အရောင်ဆက်ပြီးတော့ကျမတို့ရဲ့ eye shadow လေးကောက်ရပါပြီမျက်လုံးအောက်ကိုလည်းဒီတောက်မှာတုံးထားတဲ့အညိုလေးထပ်ချဲတယ်မျက်လုံးအောက်ကိုထပ်ချဲပါတယ်ပြီးသွားရင်တော့အရှိဘက်မှာတော့ဒီရွှေရောင်လေးကိုပြန်ပြီး highlight ကလေးပြန်ထည့်ရပေါ့နော်နည်းနည်းလေးမျက်လုံးတောင်လေး highlight ကလေးပြန်ထည့်ပေးပါရနော်ကျ
ကျမတို့ eyeliner ကိုတော့ကျမတို့ဒီလို pencil type လေးပေါ့နော်အဲ့ဒါလေးနဲ့အတွင်း liner ဆိုးပေးပါတယ်တက်ကြီးတဲ့လူတွေကတော့အတွင်း liner လေးထည့်ပေးလိုက်ရင်လည်းတော်တော်ပြည့်စုံသွားပါပြီမျက်လုံးလေးကိုပုံမပေါ်စေဖို့အတွက်အတွင်း liner တုံးတာပါပြီးသွားရင်အောက်ကလေးကိုကြတော့မဲမဲကြီးမဖြစ်အောင်လို့အညိုလေးပေါ့နော် dark brown လေးနဲ့ဒီမျက်လုံးအောက်နှက်ခမ်းသားမှာဖြူနေတဲ့နေရာလေးတွေကိုလိုက်ပြီးတော့မျက်လုံးလေးပုံပေါ်သွားအောင်ဆူလိုက်ပါတယ်အခုဆိုရင်မျက်လုံးလေးကအဲ့လိုဖြူဖြူကြီးမကြံတော့ဘဲနဲ့သူ့နေရာနဲ့သူလှပသွားပါပြီကျမတို့ wing ဆွဲပါမယ်ကျမတော်ရုံတန်ရုံ wing မဆွဲပါဘူးเนาะမျက်လုံးလေးကိုအောက်ကနေအရင်ရှည်အောင်ဆွဲထုတ်ပြီးတော့မှအပေါ်လေးကိုပြန်ထည့်ပြီးရเนาะအတွင်းလေးကိုပြန်ထည့်ပြီးတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့အရှည်ဆွဲရင်နဲ့ရှည်သွားတာမျိုးဖြစ်တတ်တယ်เนาะအခုတော့ကျမเนาะအောက်ကိုပြန်ပြီးတော့အမဲရောင်လေးနဲ့ဒီတောင်လေးတွေကိုပို့ပြီးမျက်လုံးလေးကြွသွားအောင်ထည့်ပေးလိုက်တာဖြစ်ပါတယ်ပြီးသွားရင်မျက်တောင်ကော်ပါမယ်မျက်တောင်ကောစက်နဲ့မျက်တောင်ကော်ပေးတာပို့ပြီးတော့မျက်တောင်လေးကိုပို့လှပစေပါတယ်မျက်တောင်ကောစက်ကလေးတွေကိုမျက်လုံးမျက်တောင်လေးထည့်ပြီးတော့ကျမတို့လှန်ပြီးတော့နှစ်ချက်သုံးချက်လောက်နှိပ်ပေးရပါတယ်ပြီးသွားရင်တော့ကျမတို့ mascara သုံးပါတယ်ဒီ mascara တော့ကျမအကြိုက်ဆုံး mascara ဖြစ်ပါတယ်ပြန်ချင်းပြုချင်းမရှိပါဘူး Maybelline ကထုတ်တာပါဘာလို့လဲဆိုတော့တချို့ mascara တွေကအရန်ပြန်ပါတယ်မိုးရေထိတာပဲဖြစ်မျက်ရည်ကျတာပဲဖြစ်မျက်လုံးကိုပေးစီရဲပေါ့နော်အဲကြောင့်မလို့ဒီ mascara တော့အရန်ကြိုက်ပါတယ်ဒီ mascara လေးကိုကော့ပြီးွားတဲ့ခါမှာအောက်မျက်တောင်လေးတွေကိုလည်းကော့ဖို့မမေ့ပါနဲ့เนาะအောက်မျက်တောင်လေးတွေကလည်းအသက်ပါဝင်တဲ့နေရာမှာပါရနော်အောက်မျက်တောင်ထူတဲ့လူတွေကအောက်မျက်တောင်ကိုယ်လိုက်ပုံမှုပြီးလှသွားတာမျိုးလေးတွေအလှလေးတွေပေါ်လွင်သွားတာမျိုးလေးရှိပါတယ်နော်အားလုံးပြီးသွားရင်တော့ကျွန်မ mist ဖြန်းပါမယ်ဒီ mist ဖြန်းလိုက်တာကတော့ makeup ကိုကြာရှည်ခံမှုပါပြီးရင်တော့နှာခမ်းကြီးဆိုမယ်နော်ဒါက eye magic ကထုတ်တဲ့နှာခမ်းကြီးpalette ပါကိုကြိုက်တဲ့အရောင်တွေယူဆိုလို့ရပါတယ်ကျွန်မနှာခမ်းကိုနည်းနည်းလေးချဲ့ပြီးဆိုမှဖြစ်တဲ့အတွက်အခု trending ဖြစ်နေတဲ့ပုံစံမျိုးလေးနဲ့ချဲ့ပြီးဆိုတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့နှာခမ်းကိုကိုယ့်ရဲ့လိုတာတက်ပို့ပြီးတော့ highlight လုပ်ပြီးတော့ဆိုတာမျိုးဖြစ်ပါတယ်အောက်တရောအပေါ်တရောကျွန်တော်တို့ချဲ့ပြီးဆိုတာပါဘယ်လိုပြော filler ထိုးထားတဲ့ style မျိုးပေါ့နော်အဲ့လိုမျိုးလေးချဲ့ပြီးတော့ဆိုတာပါပြီးမှကျွန်တော်တို့ပြန်ဖြီးပါတယ်ကျမတို့ပြောဖို့ကြံခဲ့တာနှာခမ်းကြီးဆိုတဲ့အခါမှာကျမအယောင်2ယောင်ကိုအများနဲ့ဆက်ဆိုးလေးစိုးတာရှိပါတယ်။ဘာလို့လဲဆိုတော့အယောင်1ယောင်နဲ့ဆိုလို့ရှိရင်အယောင်တိတ်မလှဘူးပေါ့နော်။အဲကြောင့်မလို့ကျမအယောင်2ယောင်ကိုဆက်ဆိုးပါတယ်။ဒါကလည်းကျမYouTube ကကြည့်ရမျိုးtraining ဖြစ်ထားတဲ့ဟာတွေမျိုးနဲ့ကြည့်ပြီးတော့စိုးတာဖြစ်ပါတယ်နော်။နှာခမ်းကတာမန်ထက်ပိုပြီးတော့ထူပြီးတော့ကြီးသွားပါတယ်။နော်အခုဆိုရင်ကျမသပင်ကိုဖြီးပါတော့မယ်ဒီသပင်ကတော့လိတ်ထားတာပါကျမနည်းနည်းလေးဖောင်းဖောင်းလေးဖြစ်သွားအောင်လို့ပါအဲကြောင့်သွားတဲ့အခါမှာဖောင်းဖောင်းလေးမဖြစ်ဘဲနဲ့အမြဲတမ်းဖြစ်တယ်လို့ပေါ့နော်အဲကြောင့်မလို့လိတ်ထားတာဖြစ်ပါတယ်အခုအားလေးဖြီးလိုက်ပါပြီအခုဆိုရင်တော့ makeup ကလေးရောနှာခမ်းကြီးလေးရောအားလုံးအဆင်ပြေပြီးတော့လှပတဲ့အခြေအနေကိုရောက်သွားပြီလို့ခံစားရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးလည်းအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်အိမ်မှာရှိတဲ့ပစ္စည်းလေးနဲ့ထလာအများကြီးမလိုတဲ့ makeup look တခုပါကြည့်ရှုပေးတဲ့ရောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ် God bless you ပါနော် Thank you